ကျွန်တော်ပတ်ဝန်းကျင်မှာသူတစ်ပါးရဲ့စိတ်ကိုဖောက်ထွင်းမြင်နိုင်တဲ့စူပါပါဝါတစ်ခုပိုင်နိုင်ချင်တယ်ကျွန်တော်လည်းမသိခါပါတော့ဒီနေ့ပြောပြချင်တဲ့စာအုပ်တော့ကတော့လူကဲခက်ချင်တဲ့ဆီယာမထထတဲ့ပြည်သားထားလူတွေနဲ့နေ့စဉ်ဖြစ်တွေ့ဆက်ဆံရတဲ့အခါဒီလူငါ့ကိုတကယ်ခင်တာလားဒါမှမဟုတ်ဟန်ဆောင်သူ့စိတ်ထဲမှာတကယ်ဘာတွေတွေးနေတာအောင်စားကြဟုတ်စောင်းရဲ့မျက်နှာပုံမှာဣဒါရတာလူရဲ့စိတ်ခံစားချက်အပြုတ်မှုတဲခက်နားနဲ့ဒီနဲ့ငါ့ခြားသက်ကြနဲ့လက်တွေ့ချက်ချတုံးလို့ရအောင်ဒီစောင်းကဟုတ်ချဖြစ်ပါလူလေးမခံရအောင်ကာကွယ်နိုင်မဲ့စောင်းတအုပ်လို့ရတဲ့ကိုအတုံးချခြင်းသူလှည့်စားခြင်းရဲ့ကြံစီကျိုးတင်ရိပ်မိပြီးတော့ချောင်ရှားနိုင်စာဟုတ်လို့ပေါ့ပါလေကျွန်တော်ဒီထဲမှာအကျဉ်းစကားရှိအဲ့ဒါဘာလဲဆိုလူတွေကိုနားလေခြင်းအောင်မြင်မှုရဲ့တော့ချက်ဒီစာအုပ်ကတင့်အဲ့ဒီတော့ကိုင်းဆောင်နိုင်ပြီးပါလေကျွန်တော်တင်လို့တော့လူတယောက်စတင်တည်ကျွမ်းတဲ့အခါတင်ကဘယ်ရာလို့ဒီဆုံးကဲခက်လို့ရှိတယ်။အမှန်ပေါ့မင်းတို့ကြည့်ကဲခက်တာပါစကားပြောတာကြည့်ကဲခက်တာကျွန်တော်ပုံမှန်မက်ကိုပြကြပါကျွန်တော်ချစ်တဲ့ပိတ်သက်တွေအားလုံးဒီချစ်တို့ပေါ်ပြနိုင်ကြပါစေအားလုံးပဲကျေးဇူးတင်